ထောက်ပြခဲ့တဲ့ပုံစံလေးကိုဖန်တီးမယ်ဆိုလို့ရှိရင်ဒီတို့ကင်မရာချိန်တာအရေးကြီးပါတယ်။ညမှာဒီလူရှိတယ်ဆိုလို့ရှိရင်အဲ့ညမှာတို့နောက်ထောက်ထားမယ်ထောက်ထားပြီးဒီလိုတော့ခတ်လိုက်ပါမယ်ဒီလိုမျိုးခတ်မယ်ခတ်ပြီးလို့ရှိရင်ဒီရဲ့အလင်းရောင်လေးနည်းနည်းလေးမိန်ပြီးတော့ထားပြီးတော့မှတို့ရိုက်ပါမယ်เนาะအဲ့လိုမျိုးရိုက်တဲ့နေရာမှာအရေးကြီးပါတယ်တဲ့တို့ပေါ့နော်လက်ကိုဆန့်တန်းထုတ်လိုက်တဲ့အခါမှာလည်းအနီးမှာဖြစ်ပြီးတော့လက်ကငြိမ်ငြိမ်လေးပဲဖြည်းဖြည်းလေးနဲ့ဒီလိုမျိုးလေးပဲသွားမှာဖြစ်ပါတယ်လက်ကိုဒီလိုလာပြီးတော့ဖြည်းဖြည်းလေးပဲအောက်ကိုချမှာလိုလာပြီးမြန်မြန်ကြီးအောက်ကိုမချရပါဘူးเนาะအဲ့လိုမျိုးလေးလောက်ရမယ်ပြီးတော့ဒီရှေ့မှာဘလို့ရိုက်ရတယ်ဆိုတာကိုတေးချာလေးပြသွားပေးပါမယ်တေချာလေးလိုက်လို့ကြည့်ပါအရန်မိုက်တယ်အဲ့ဒီပုံစံတွေက hot နေနဲ့ကိုယ့်ရဲ့ဗီဒီယိုရှေ့ဆုံးမှာဖန်ဆားမယ်ဆိုလို့ရှိရင်လူကြည့်များစီမှာပဲဖြစ်ပါပထမဦးဆုံးဗီဒီယိုကိုဒီလိုလေးတေချာရိုက်ထားပေးရမှာဖြစ်ပါတယ်အလင်းကိုလည်းအောက်ကိုနည်းနည်းလေးချပြီးရိုက်ပေးပါဒုတိယဆင့်အနေနဲ့ရိုက်ထားတဲ့ဗီဒီယိုလေးကိုခက်ထဲကနေယူလိုက်ပါမယ်ခက်ထဲကိုဝင်မယ်ခုနကလှုပ်ထားတဲ့ဗီဒီယိုလေးပေါ့နော်တို့ဒီမှာ create ဆိုတဲ့ဟာကိုနှိပ်မယ်တို့ဗီဒီယိုလေးရိုက်ထားတဲ့ဗီဒီယိုလေးကိုယူလိုက်ပါမယ်ယူလိုက်ပြီဆိုရင်တချို့ရနည်းနည်းလေးဒီပုံလေးကကျတော့နည်းနည်းလေးပေါ့နော်မောင်လှုပ်ထားရနော်နည်းနည်းလေးမဲနေပါတယ်ကင်မရာလေးနည်းနည်းလေးဒီလိုလေးကြီးလိုက်မယ်ဒီလိုအလဲလေးပေါ့လူအလဲလောက်ရအောင်လို့လှုပ်လိုက်မယ်ပေါ့နော်အဲ့လိုမျိုးလေးနော်အဲ့တော့နီရိုက်ထားတွေ3កောက်4កောက်လောက်ရိုက်ထားတာပေါ့ဒီလိုပုံစံအောင်ပေါ့နော်အလင်းအောင်လည်းနည်းနည်းချပြီးရိုက်ထားဖြစ်ပါတယ်အဓိကအဲ့လိုလေးအဲ့ဒါမှသူကလက်ကလေးရပေါ့ဒီမှာကြည့်လိုက်သူလက်ကလေးထားမှာအဲ့လက်လေးလင်းနေမှာနောက်ကမောင်နေအောင်တတ်မလှုပ်ထားပါအဲ့တော့ဒီနားမှာဆိုစာအုပ်ဖတ်နေတယ်ဒီနားနေစာအုပ်ဖတ်နေတဲ့ဟာလိုလေးပေါ့ဖတ်နေပြီးတော့ဖတ်နေရင်တန်းလန်းနဲ့ဒီလောက်ကနေစပြီးနေဖြတ်ချလိုက်မယ်ရှေ့ရဟာတွေမလိုချင်ဘူးပေါ့နော်ဖြတ်လိုက်မယ်အရှေ့ရဟာကိုတစ်ချက်နှိပ်မယ် delete ကိုနှိပ်မယ်ပေါ့နော်โอเคအဲ့ဒါမျိုးစာအုပ်ပြန်ဖတ်တယ်အဲ့တော့ဒီပိုင်းထိပဲစာအုပ်ပြန်ဖတ်တဲ့အပိုင်းထိပဲအဲ့လိုမျိုးလေးပေါ့အဲ့ဒါဆိုပြီးသွားပြီပေါ့နော်ဒီအပိုင်းလေးโอเคဒီကနေစပြီးတော့နှိုး edit လုပ်မှာဖြစ်ပါတယ်အဲ့လိုမျိုးလေးဖြည်းဖြည်းလေးပဲပေါ့နော်နှိုးရိုက်တာဒီပုံစံလေးအဲ့လိုလေးပေါ့နော်အဲ့တော့ဒီပုံစံကိုစပြီးတော့ edit လုပ်ပါမယ်နော်ဆက်ပြီး edit လုပ်မယ်edit လုပ်မယ်ဆိုတော့ဒီပန်လေးတစ်ချက်ယူပါမယ်နောက်တို့ပြဖို့အတွက်လွယ်ပြဖို့အတွက်ကကျတော့ပန်လေးနဲ့မှအဆင်ပြေရဆိုတော့ okay အဲ့ပြီးလို့ရှိရင်တို့ဒီမှာဒီဗီဒီယိုပေါ်မှာတင်ဖို့အတွက်အမဲရောင် background ပြင်ဆင်ထားဖို့လိုအပ်ပါမယ်အဲ့တော့ overlay ထဲမှာနေတို့ကိုယ့်ရဲ့ဖုန်းထဲမှာအမဲရောင် background ကိုပြင်ဆင်ထားလိုက်ပါနေရတော့အဲ့ဒါကိုမပြောတော့ဘူးပေါ့နော်အဲ့တော့ဒါအမဲရောင်လေးနောက်ခံဟာလေးဒီမှာဒီဒေါင်းထားတဲ့ဟာလေးရှိတယ် Pinterest တို့ဘာတို့မှာဒေါင်းလို့ရပါတယ်နော်ဒါလေးတစ်ချက်ယူပြီးတော့ HD ဆိုတာလေးရှိတယ်အဲ့ဒါလေးအမှန်ချစ်အက်ကိုနှိပ်ဒါကိုအပြည့်ဖြစ်အောင်ဆွဲချက်မယ်အမဲရောင်လေးအဲ့ဒါပြီးရင်ဒါကိုနောက်ဆုံးထိဗီဒီယိုရဲ့နောက်ဆုံးထိထားပေးမယ်ဒီဗီဒီယိုအမဲရောင်လေးကို select ဖြစ်နေတဲ့အချိန်တွေမှာပဲနောက်ဆုံးကိုသွားမယ်ဘားတန်းရဲ့နောက်ဆုံးသွားမယ် mask ကိုရွေးမယ် mirror ကိုနှိပ် mirror ကိုနှိပ် inverse ကိုနှိပ်ပြီးဒါကိုဒီလိုမျိုးလေးထားပေးထားပေးပြီးရင်ဒီမှာအမှန်ချစ်ကိုနှိပ်ဒါဆိုလို့ရှိရင်တို့ဟုတ်ပြီဒီဆင့်ပြီးသွားပြီကိုယ့်ရဲ့ဒီဘောင်ဒီလဲဒီရဲ့အောက်ကဘောင်ကပေါ့နော်တို့လက်ကဒီလိုမျိုးလှုပ်လိုက်တဲ့အခါမှာလက်ကွေးလိုက်တဲ့နေရာမှာရှိနေရမယ်ပေါ့နော်အဲ့လိုမျိုးလေးရှိနေရမယ်အဲ့တော့ဒါလေးကိုလည်းတေချာလေးချဲ့ထားဖို့လိုအပ်ပါမယ်အဲ့လိုမျိုးလေးပေါ့နော်လက်ကလာပြီးတော့ဒီလိုမျိုးဆွဲပြီးတော့သူထိလိုက်တာနဲ့အဲ့လိုမျိုးပေါ့နော်ဟိုဖြစ်သွားမယ်ပေါ့နော်ဒီဘောင်တဲကိုထွက်လာမယ်ပေါ့လက်ကဒီနေရာမှာထွက်လာအောင်လုပ်မှာအဲ့တော့နောက်တစ်ဆင့်မှာဒီဗီဒီယိုပဲတစ်ချက်နှိပ်ပြီးရင်ဒါကို copy ကူးမှာပေါ့နော် duplicate ဆိုတဲ့ဟာကိုနှိပ်လိုက်အဲ့ပြီးလို့ရှင်ဒီဗီဒီယို select ဖြစ်နေတဲ့အချိန်တွေမှာပဲဘာလုပ်မလဲဆို overlay နဲ့ထပ်လိုက်မယ်ဒီဗီဒီယိုပဲ copy ကူးပြီးပြန်အောက်မှာပြန်ထပ်တဲ့ပုံစံမျိုးလေးဖြစ်ပါတယ်အပေါ်မှာဒီဗီဒီယိုရောက်သွားပြီဆိုတဲ့အချိန်တွေမှာဒါကိုလက်ကလေးပြန်ဘားတန်းအဖြူလေးကိုကြည့်မယ်လက်ကလေးကအဲ့လိုမျိုးလေးကြာလာတဲ့အချိန်တွေပေါ့နော်အဲ့လိုလေးချိန်တွေလောက်ကနေစပြီးတော့နေတော့ရှေ့ရဟာတွေဖြတ်ထုတ်မှဖြစ်တဲ့အတွက် split ကိုနှိပ်ရှေ့ရဟာကိုနေတော့တစ်ချက်နှိပ်ပြီး delete ကိုနှိပ်ဒါဒီလောက်ကနေပဲစပြီးယူမှဖြစ်တယ်အဲ့တော့ဒီလောက်ကနေမှဖြစ်တဲ့အတွက်ဒီနားလေးမှာစပြီးတော့နေတော့ဒီလက်ကိုပဲဖြတ်ထုတ်မှဖြစ်တဲ့အတွက်ဒီအောက်ကဟာကိုတစ်ချက်နှိပ်ပြီးပြီဆိုလို့ရှိရင်ဒီမှာremove pg ကိုနှိပ် custom removal ကိုနှိပ်မယ်ပြီး quick brush ဆိုတဲ့ဟာနေရာမှာကိုယ့်ရဲ့လက်ကလေးကိုဒီလိုလေးမှတ်ပေးလိုက်ပါဒီဘက်ဘေးတွေကနေတော့လက်မမပါခြင်းပါဘူးအဲ့ဒါပြန်ဖြတ်မယ်ဆိုလို့ရှိရင်တော့ quick erase နဲ့ဒီနဲ့လက်မနာလေးပြန်ဖြတ်ပေးလိုက်ပါအဲ့ဆိုလို့ရှိရင်တို့ဒါကိုရသွားပြီအပြင်အမှန်ချစ်လိုက်ပါအဲ့ဆိုသူ့ရဲ့လက်ကဒီလိုမျိုးဖြစ်လာမယ်ကြည့်လိုက်
အဲ့လိုလေးဖြစ်သွားမယ်အဲ့တော့တို့အတန်နေပါနေတဲ့အတွက်ဒီရဲ့ဗီဒီယိုလည်းတစ်ချက်နှိမ့်ပြီးတော့ volume ကိုနောက်ထိဆွဲချမယ်အဲ့တော့ပြန် overlay လုပ်ထားတဲ့ဗီဒီယိုလည်းတစ်ချက်နှိမ့် volume ကို sorry ဖြတ်မိသွားနော် volume အဲ့တော့နှိမ့် volume ကိုတို့အတန်ကိုလည်းနောက်ခံအတန်ကိုနေတို့ volume ကိုအောက်ထိဆွဲချမယ်အဲ့ဒါမှအဲ့လိုမျိုးရမှာနော် okay ဟုတ်ပြီလက်ကတော့အောက်ထိကျသွားပြီဒါပေမဲ့ဘောင်လေးကလိုက်ကြဖို့လိုအပ်မယ်နော်ဘောင်လေးကလိုက်ကြဖို့လိုအပ်မယ်ဒီဘားလေးပေါ့အဲ့တော့အဲ့ဟာလေးကိုနေတို့ဒီမှာအမှတ်ကိုဒီဗီဒီယိုရဲ့ဆက်စချင်းဒီနားလောက်မှာမှတ်ထားမယ်ဒီဘားတန်းလေးကိုအဲ့ပြင်ဒီအမဲရောင်လေးကိုတစ်ချက်နှိပ်ပြီးပြီဆိုလို့ရှိရင်နေတို့ဘယ်ထဲသွားမလဲဆိုလို့ရှိရင်ဒီအနောက်ဆုံးကိုသွားဒီဘားတန်းနောက်ဆုံးသွား mask ကိုရွေးပြီးရင်ဒီရဲ့ Sonic cut ကလေး key frame လေးကိုတစ်ချက်နှိပ်ပြီးရင် key ဒါလေးကိုပြန်ပြီးဖြည်းဖြည်းချင်းရွှေ့ပေးမယ်ရွှေ့ပြီးအောက်ကိုလက်ကရောက်သွားပြီးပြီဆိုတဲ့အခါကျမှတို့ဒီဘားလေးကိုလက်ကလေးနဲ့လက်နှစ်ဖက်လေးနဲ့ဒီလိုလေးလက်ညှိုးနဲ့လက်မနဲ့ဒီလိုလေးဆွဲချပလိုက်မှာဖြစ်ပါတယ်ဘောင်လေးကနေအောက်ကိုဆွဲချပလိုက်မယ်ပေါ့နော်ဟုတ်ပြီအဲ့ဆိုတော့ကြည့်မယ်နော်ဘယ်လိုလေးဖြစ်သွားမလဲဆိုတော့မှကြည့်လက်ကလေးသူချတာနဲ့ဒီဘောင်ကလည်းကျသွားမှာဖြစ်ပါတယ်နော်โอเคအဲ့ဒါရသွားပြီဆိုလို့ရှိရင်ဒီလိုပဲပြန်ထွက်လိုက်ပါမယ်ဒါလေးကိုပြန်ထွက်မယ်ဟုတ်ပြီသူ့ရဲ့လက်ကလေးကမှသူလက်ချနဲ့ဘောင်တွေကလည်းလိုက်ကျသွားပါတယ်เนาะအဲ့ခါကျလို့ရှိရင်အဲ့လိုကျသွားတဲ့နားလေးကျလို့ရှိရင်ဒီတော့နည်းနည်းလေးဘောင်လေးကိုထောက်တာအောက်ကိုကျသွားပြီဆိုတော့ねဒီညမှာတို့ဘာထပ်ထည့်မလဲဆိုရင်ဒီဘားတန်းလေးကဒီညမှာမှတ်ထားမယ်ဒီမြားလေးကိုနောက်ကိုရွှေ့ပေးမယ်နောက်ကိုရွှေ့မယ်ပြီးလို့ရှိရင်တို့ဒီညမှာအဖက်ထဲဝင်မယ် body အဖက်ထဲဝင်မယ်မ shape ဆိုတဲ့ဟာကိုနှိပ်ပါမယ်SHK shape မရှိရင်ရှာပြီးတော့ဒီ search bar မှာ shape လို့ရှာပြီးထည့်ပါအဲ့မှာသူလှုပ်သွားတဲ့ပုံစံလေးပေါ့နော်အဲ့တော့ဒီဟာကြီးကအញ្ញမ်းရှည်ရဆိုလဲတိုးပေးလိုက်ပါနော်သူချပြီးသွားပြီဆိုတဲ့အချိန်ဒီမှာနားလောက်မှာပေါ့နော်နားလောက်မှာအဲ့လိုလေးဖြစ်သွားမှာနော်တုံနာလေးကအဲ့လိုလေးပေါ့နော်အဲ့တော့ဒါဆိုလို့ရှိရင်အတန်လေးထည့်ဖို့ပဲလိုပါတော့တယ်သူကလည်းအဲ့လိုမျိုးပဲရသွားပြီဆိုတဲ့အချိန်တွေမှာနေတော့အတန်လေးထည့်မယ်နောက်ခံအတန်လေးကိုထည့်ပါမယ်အဲ့တော့ effect တွေကကိုကြိုက်တာထည့်လို့ရတယ်နော်အဲ့တော့ဒီမှာဆိုရင်ဒီကတော့ audio တဲ့ကိုဝင်မယ် extract တဲ့ကိုဝင်မယ်ဟိုရဲ့ဗီဒီယိုလုတ်ပြီးသားဗီဒီယိုလေးပေါ့နော်အဲ့ဒါလေးကိုပဲနေက extract ကနေယူလိုက်ပါမယ်ယူလိုက်ပြီးအတန်ကြီးပဲပါမယ်နော်အဲ့လိုမျိုးလေးရသွားပါမယ်နော်အဲ့တော့ဒါတော့လက်ကလေးနဲ့ဖိချလိုက်တဲ့မှာဒါတွေက hook နေညာမှာသုံးမယ်ဆိုလို့ရှိရင်တော်တော်လေးကိုမိုက်ပါတယ်ကိုယ့်ရဲ့ဗီဒီယိုအစမှာဒီလိုလေးထည့်သုံးပေးမယ်ဆိုလို့ရှိရင်စိတ်ဝင်စားမှုအားကောင်းမယ်ပေါ့နော်ကျေးဇူးတင်ပါတယ်အနားမလဲရရှင်းလာမေးပါဒီညမှာအဆင့်ဒီ၄ဆင့်လောက်ပဲလုတ်သွားတာဖြစ်ပါတယ်တို့ကိုဗီဒီယိုကိုယူမယ်ပြီးလို့ရှိရင်အမဲအောင်ကိုယူမယ်ကိုဗီဒီယိုပြန်ပြီး overlay ပြန်ထပ်မယ်ကိုရဲ့ဗီဒီယိုတွေကလက်ကိုပဲဖြတ်ထုတ်မယ်ပြီးလို့ရှိရင် key frame တွေထည့်မယ်mask တွေနဲ့လုတ်တယ်ပေါ့နော်အဲ့အချက်တွေကိုသုံးသွားတာဖြစ်ပါတယ်အားလုံးနားလည်မယ်လို့ထင်ပါတယ်နားမလည်ရရှင်းနေပြန်မေးပါ